ဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာနှုတ်ကပတ်တော်အဖြစ်သူကခွန်အားယူဆင်ခြင်ဖို့ရန်တွင်ယောမဩဝါဒစာအခန်းကြီး9အပိုင်ငယ်6မှာငါတို့သည်အကျိုးနဲ့ရှိစဉ်တွင်အချိန်တန်မှခရစ်တော်သည်မတရားသောသူတို့အတွက်ကြောင့်အသေးခံတော်မူ၏ယောမဩဝါဒစာအခန်းကြီး9အပိုင်ငယ်6မှာတော့တမန်တော်ကြီးရှင်ပေါလုကယောမသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုသခင်ယေရှုခရစ်တော်ရဲ့ရွေးနှုတ်ကယ်တင်ခြင်းအကြောင်းနဲ့ဆက်ဆိုင်တဲ့ဧဝံဂေလိသတင်းစကားကိုရေးသားမှတ်တမ်းတင်ထားတဲ့အရာပဲဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာငါတို့ဒီကကျွန်တော်တို့လူသားတွေအားလုံးကအကျိုးနဲ့ရှိစဉ်လို့ပြောပါတယ်။ဘဝမှာဘာမှမျှော်လင့်လို့မရတော့တဲ့အချိန်မှာတဲ့ကုရမဲ့နေတဲ့အချိန်မှာကယ်တင်မဲ့သူမဲ့နေတဲ့အချိန်မှာတဲ့ခရစ်တော်ကမတရားသောသူတွေအတွက်အသေးခံတော်မူတယ်လို့ပြောပါတယ်။ဆိုတော့ချို့သောသူတွေလည်းတမျိုးနားလေတဲ့သူတွေရှိပါတယ်။ဒီယုံကြည်သူခရိယန်တွေရဲ့အသက်ရှင်လျှောက်လန်းပုံချင်းကထူးခြားပြီးတော့မှတခြားသောသူတွေနဲ့မတူညီတဲ့ဘိုင်းတွေလည်းရှိပါတယ်။လူဟာမွေးကလေးကလူရဲ့နှလုံးသားထဲမှာလောဘမောဟဒေါသဆိုတဲ့မကောင်းမသင့်တဲ့အရာတွေဇာတိအပြစ်တွေပါလာတယ်တဖြည်းဖြည်းနဲ့အသက်ရှင်ပြီးကြီးလာတဲ့အချိန်မှာလည်းပဲဒီနေ့ဇာတိဗီဇအပြစ်တွေကနေပြီးတော့မှဒုစရိုက်အပြစ်တစုံတစ်ယောက်ကတင်ကြားပြုစုခြင်းမရှိဘဲနဲ့မကောင်းတဲ့ဒုစရိုက်အကျင့်အပြောဆိုအလုပ်အကင်တွေကိုကျွမ်းကျင်လုပ်တတ်ကြပါတယ်ဒီလိုနဲ့လူဟာမကောင်းမှုတွေမှာကျင်လေအသက်ရှင်နေရင်တဲ့မှနောက်ဆုံးမှလူဟာမျောလင်းချက်မဲ့ပြီးတော့မှအပြည့်အဖိုးခဖြစ်တဲ့တေချင်းတရားကိုရင်ဆိုင်ရမယ်။ဒါလည်းမကဘူးအဲ့ဒီအပြည့်ကြောင့်လည်းတရားစီရင်ခြင်းကိုခံရမယ်။ကောင်းမှုကုသိုလ်တွေကိုစ조사ပြီးတော့မှလှုပ်ဆောင်နိုင်တဲ့သူတွေလည်းရှိပါတယ်။တချို့ကတော့လှုပ်ဆောင်လို့မရတော့ဘူးလို့ထင်ပြီးမလုပ်တဲ့သူတွေလည်းရှိပါတယ်။ဒီယောမခန်းကြီး9ပိုက်ငယ်6ကိုပြန်ကြည့်တဲ့အခါမှာတော့သခင်ယေရှုခရစ်တော်ကတဲ့အချိန်တန်တဲ့အခါမှာမတရားသောသူတွေအတွက်အသေးခံတော်မူတယ်လို့ပြောပါတယ်ကျွန်တော်တို့ဒီလောကမှာအသက်ရှင်နေကြတဲ့ခါမှာပေါ့နော်လူသားချင်းအတူတူဖြစ်တော်လဲပဲစိတ်နေသဘောထားနှုတ်ညံ့သိမ်မွေ့ပြီးတော့မှမြင့်မြတ်တဲ့သူတွေကသူတို့ကိုယ်တိုင်အပြစ်မရှိတော်လဲသူတို့ကိုယ်တိုင်ကအပြစ်ကင်းစင်တော်လဲပဲတခြားသောသူတွေအပြစ်ကြောင့်စီရင်ချင်းခံရမဲ့အခြေအနေမျိုးကိုတခြားသူတွေကသူတို့ရဲ့မကောင်းမှုအပြစ်ကြောင့်ဒုက္ခဆင်းရဲခြင်းတွေကြုံရတဲ့အခါမှာလူသားချင်းစာနာတဲ့စိတ်နဲ့သွေးမတော်သားမဆက်တဲ့ဒုက္ခရောက်နေသူတွေကိုကူညီမဆတဲ့သူတွေကျွန်တော်တို့ရဲ့ဝန်းကျင်လက်တကမ်းမှာအများကြီးရှိပါတယ်ဆိုတော့အဲ့ဒီလူတွေထဲမှာဒီကနေ့တရားတော်ကိုနားထောင်နေတဲ့မိတ်ဆွေလည်းပါကောင်းပါနိုင်ပါတယ်အဲ့တော့လူတွေအများစုကတဲ့ကောင်းတဲ့သူတွေအတွက်ပဲဒုက္ခဆင်းရဲခြင်းခံပြီးတော့မှလိုအပ်ရင်မိမိရဲ့အသက်ကိုတော့မနှမျောပဲနဲ့စတေးပြီးတော့မှကူညီတတ်ကြတယ်ဒါကအပြည့်အဝတော့မဟုတ်ပါဘူးတချို့သောသူတွေဆိုရင်လူပိသားတဲ့အတွက်ကြောင့်သူတို့ရဲ့စိတ်နဲ့သဘောထားတွေကဖြူစင်လွန်းတဲ့အတွက်ကြောင့်မတရားတဲ့သူတွေအပြစ်ရှိတဲ့သူတွေအတွက်ကိုတော့မှအာမခံပြီးတော့မှသူတို့အသက်ကိုမနှမျောပဲကယ်တင်တဲ့လူစစ်တွေလည်းအများကြီးကျွန်တော်ရဲ့ဝန်းကျင်မှာရှိပါတယ်သူတို့နဲ့ဆွေမျိုးမတော်ဆက်ပါဘူးသစိမ့်တရံတွေပါပဲဒါပေမဲ့အများအကျိုးအတွက်လှုပ်ဆောင်နေကြတဲ့ပရဟိတသမားတွေကျွန်တော်ရဲ့လက်တကမ်းမှာကျွန်တော်ရဲ့ဝန်းကျင်မှာအများကြီးပဲရှိကြပါတယ်တကယ်ဆိုရင်သူတို့ဟာသူတို့နေသားသလိုနေလို့ရပါတယ်ဒါပေမဲ့သူတို့နဲ့သွေးမတော်သားမဆက်တဲ့သူတွေဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကိုကြုံတွေ့ရတဲ့အခါမှာမနေနိုင်မထိုင်နိုင်ဘဲနဲ့သူတို့အသက်ကိုတော့စွန့်ပြီးတော့မှသူတို့ဘာကိုကူညီကဲတင်တဲ့သူတွေအများကြီးရှိတယ်သူတို့ကူညီကဲတင်လိုက်တဲ့သူတွေကကောင်းလားမကောင်းဘူးလားသူတို့မစင်စားပါဘူးဒီလောက်မကောင်းတဲ့သူတွေသွားကောင်းတဲ့သူတွေငါတို့ကူညီမယ်ကဲတင်မယ်အဲ့ဒီလိုစိတ်မျိုးနဲ့ပရာဟိတကိုလောက်ကြတာမဟုတ်ပါဘူးအဲ့တော့ယနေ့ခဲရင်ဆုပ်ယုပ်တဲ့အချိန်ကာလမှာလူတွေဟာလောဘဒေါသမောဟတွေပြည့်ရှံနေတဲ့ဝန်းကျင်မှာအချိန်ကာလမှာဘသူတေးတေးငတေးမှရင်ပြီးရောဆိုတဲ့စိတ်နေသဘောထားနဲ့လူအများအသက်ရှင်နေတဲ့အချိန်မှပင်လေ
မိမိရဲ့အသက်မိမိရဲ့အကျိုးကိုမကြည့်ဘဲနဲ့ဆွေမျိုးမတော်ဆက်တဲ့သူတွေကိုအသက်ဆွန့်ပြီးတော့မှကူညီကယ်တင်နေတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတာကိုကျွန်တော်တို့ညင်းလို့မရပါဘူးတေချာပေါက်ကျွန်တော်လက်ခံရမှာဖြစ်ပါတယ်ယနေ့အချိန်ကာလမှာတော့မှဒီလိုလူတွေရှိနေသေးတယ်ဆိုရင်သခင်ယေရှုခရစ်တော်ဘုရားကအပြစ်ရှိတဲ့သူတွေမျော်လင့်ရမဲ့ပြီးတော့မှအကျိုးနည်းတဲ့သူတွေမျော်လင့်ချက်မရှိတဲ့သူတွေကိုကယ်တင်ဖို့ရန်အတွက်သူ့ရဲ့အသက်ကိုစွန့်ခဲ့တယ်ဆိုတာကအသေးစိတ်ထပ်မံပြီးတော့မှရှင်းပြစရာမလိုပါဘူးပရဟိတစိတ်သက်ရှိတဲ့သူတွေကတော့ဒီနှုတ်ကပတ်တော်ကိုရှင်းလင်းစွာသူတို့နားလည်ကြပါလိမ့်မယ်လောဘဒေါသမောဟတွေဖုံးလွှမ်းပြီးတော့မှငါဆိုတဲ့အရာနဲ့အသက်ရှင်နေတဲ့သူတွေကတော့ဒီနှုတ်ကပတ်တော်ကိုလက်ခံနိုင်မှာမဟုတ်ပါဘူးတခြားသောသူတွေကသူတို့ဘာသာသူတို့မကောင်းမှုဒုစရိုက်နဲ့အပြစ်တွေကိုလုပ်တယ်သူတို့ခံရမဲ့ဒုက္ခဆင်းရဲခြင်းတွေအပြစ်တွေအတွက်သွေးမတော်သားမဆက်တဲ့ငါတို့ကတစုံတစ်ယောက်ကသွားပြီးတော့မှကူညီရမယ်အသေးခံရမယ်ဒါဟာဘလို့မှမဖြစ်နိုင်ဘူးလို့အတ္တဆန်တဲ့သူတွေကတွေးကြပါလိမ့်မယ်ပြောကြပါလိမ့်မယ်ဒါပေမဲ့ပရဟိတစိတ်ရှိတဲ့သူတွေကတော့သခင်ယေရှုခရစ်တော်ကအကျိုးနည်းတဲ့သူတွေမျောလင့်ချက်မဲ့တဲ့သူတွေအပြစ်ကြောင့်ဒုစရိုက်ထဲမှာနစ်မုန်းတော့မဲ့သူတွေကိုသူ့အသက်ကိုစွန့်ပြီးရွေးနှုတ်ကယ်တင်ခဲ့တယ်ဆိုတာကိုတော့ပရဟိတစိတ်သက်ရှိတဲ့သူတွေကရှင်းပြစရာမလိုပဲအလိုလျောက်နားလည်ကြပါလိမ့်မယ်သူတို့ကိုယ်တိုင်ကလည်းဒီလမ်းစဉ်ကိုလိုက်ပြီးတော့မှလှုပ်ဆောင်နေကြတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့မိတ်ဆွေလွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကလေးကသခင်ယေရှုခရစ်တော်ကမျောလင့်ချက်မဲ့တဲ့သူတွေအကျိုးနေတဲ့ကျွန်တော်တို့အတွက်သူ့ရဲ့အသက်ကိုစွန့်ပြီးတော့မှရွေးနှုတ်ကယ်တင်ပေးုံသာမကပဲဆက်လက်အသက်ရှင်ရပ်တည်ရမယ့်အချိန်နာရီမှာလည်းလူပြည်သားစွာအသက်ရှင်ရပ်တည်နိုင်မှုရန်အတွက်ကျွန်တော်တို့လိုအပ်တဲ့အရာမှန်သမျှကိုလည်းပြင်ဆင်ပေးနေတဲ့သူဖြစ်တယ်ဆိုတာကိုဒီနေ့နှုတ်ပတ်တော်အဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်။နှုတ်ပတ်တော်ကိုဆုံးထိနားထောင်တဲ့ယုံကြည်သူတို့ချင်းစီကိုတန်ရှင်သောဝိညာဉ်တော်ဘုရားဆက်လက်သွန်သင်လက်အကောင်းကြီးပေးပါစေ။